တကယ်ပြိုစင်လေးတွေဒါမကအိမ်နောက်ရှင်မျိုးသမီးတွေရောတတမီမီလေးတွေမိမိတွေကအပြိုစင်ပြန်ဖြစ်ခွင့်ရှိပါတယ်။ဒေါက်တာအေးရဲ့ Virgin Lady Package လေးနဲ့တွေ့ရင်ပေါ့ Virgin Lady Package ဆိုရဲမိမပြိုဘူးထုံမှာဘာတွေပါမလဲ။ ဒီမှာပါဒါကတော့တကားစောပဲဖြစ်ပါတယ်ဒီနေ့တကားပြပြတော့တဲ့အကြောင်းအရာတော့ဒါကရေးဈေးကမှရှိရဲဒီမှနေအများကြီးရှိရဲတဲ့အားနဲ့မှာအမျိုးသမီးကျမရေးအတွက်အဓိကအလေးပေးထားတဲ့ Virgin Lady Package လေးအကြောင်းပဲဖြစ်ပါတယ်ဒီ Virgin Lady Package မှာဆိုလို့ကြောင်းလို့ရှိရင် Daily Diet Treatment ရဲ့ Daily Fit Treatment ရဲ့ Amsala Chain ဆိုပြီးတော့သုံးမျိုးပေါင်းစပ်ထားပါတယ် Daily Diet Treatment ဆိုလို့ကြောင်းလို့ရှိရင်မွေးလန်းကြောင်းနေကိုပြန်လဲပြီးတော့ဒီခဲ့ပြီးတော့ကျမစီရမို့မွေးလန်းကြောင်းအတွင်းသား6ပိတ်ရရင်လာတွေအနက်ဆိုသက်တာတွေဒီစင်းချင်းနဲ့အဲ့အရာကြီးကသက်တာကြည့်ပြီးတော့အိမ်ဆိုင်ကြီးဖတ်လို့လည်းပြည့်စုံနေတာပဲဒီ Daily Diet Treatment ဆိုလို့ကြောင်းလို့ရှိရင် CA ကပါအထောက်အကူဖြစ်စီရမို့အသက်ကြီးရဲ့အမျိုးကြီးတွေကလုပ်ပေးရတဲ့ဒီခဏခဏသွားချင်တာညဘက်တွေခဏခဏအေးအားနေခါတာပြီးတော့ကြောင်းလို့ရှိရင်ချောင်းထိုးလိုက်တာတော့နှာချီလိုက်တာတော့အဲ့လိုစီးထွက်ကြတာစီးကြံတာအဲ့ဒီစီမံကြောင်းပြဿနာတွေကတမစီထားတယ်သူကတော့လုံးဆောက်ကြရေးဆွဲဆွဲတဲ့သူတောင်းမှုမဟုတ်တာကြောင့်ဒီတင်ဒေတာတာတွေလည်းမရှိဘူးနောက်ပြီးတော့အချိန်ကြာမြင့်ချိန်ရတယ်7မိနစ်15မိနစ်ပဲကြာနေတဲ့အတွက်ကြောင့်မို့တက်တာနဲ့ဒီလိုနိုင်ပါတယ်ပြီးတော့ဒီခုကောင်းမှုဖိုင်ပြီးရဲ့နောက်ပိုင်းမှာကိုယ့်ရဲ့ normal activity တွေကိုပုံမှန်တိုင်းပဲလုပ်ဆောင်နိုင်တယ်ပြီးတော့ကြောက်လို့ရှိရင်ဒေါက်တာတို့အနေနဲ့အမျိုးသမီးဆရာဝန်ကြီးပုံစံကနေစနစ်တကျဆွေးနွေးပြီးတော့ကြောက်လို့ရှိရင်စနစ်တကျပို့သက်ထားတဲ့တွေ့ရရင်လည်းတောင်းပေးနာပဲဖြစ်ပါတယ်ဒီတင်ပြီး treatment ကြတော့ယုံကြည်မှုရှိပြီးတော့ဘိုင်းရောင်တန်းနဲ့မိမဖို့အပြင်ပိုင်းလေးကိုပိုင်ဆိုင်သေးလို့ရဲ့အတွက်လီဆာနဲ့ကုသပြီးရဲ့ကုထုံးပဲဖြစ်ပါတယ်။သူကကြတော့7မိနစ်လောက်အချိန်ပေးုံနဲ့မနာမကျင်ဒီထွက်ဆိုတော့မရှိဘဲနဲ့မိမဖို့အပြင်ပိုင်းမျိုးမဲခြင်းကိုကုသပေးနိုင်တဲ့ကုထုံးပဲဖြစ်ပါတယ်။အခုပြပြမှာတော့ Amsala treatment လေးအကြောင်းပဲဖြစ်ပါတယ်ဒီမျိုးသမီးကျမရေးအတွက်ဆိုလို့ကြောင်းလို့ရှိရင်ဒီ peptide မှာဆက်ဒီစုံသက်သားတွေကျမရေးခေါင်းမိုးဘက်ကို equal exercise တွေလုပ်ကြရပါတော့အခုဒီ Amsala treatment ဆိုလို့ကြောင်းရှင်မိနစ်30လောက်ချိန်ပြီးရပါပြီ equal exercise ပေါ့နော်အချိန်2000လုပ်တဲ့ရလဒ်ကိုပေးစွမ်းနိုင်တာဖြစ်ပါတယ်ဒီ Amsala treatment ဆိုလို့ကြောင်းလို့ရှိရင်အသက်ကြီးတဲ့အမျိုးသမီးတွေကကြုံတွေ့ရတဲ့စီးမပိန်းနိုင်တာစီးကြံတာတွေသက်သာစေရပြီးတော့ကလေးမွေးပြီးများအမျိုးသမီးတွေမွေးလန်းကြောင်းလိုနေတာမွေးလန်းကြောင်းကျွံတာတွေဖြစ်ရအောင်ထောက်ပံ့ပေးတယ်နောက်ပြီးတော့အမျိုးသမီးတွေရောအမျိုးသားတွေရောတို့ကိုအိမ်ထောင်ရေးဒုက္ခကိုပြည်စုံစေပါတယ်ဒီလိုကောင်းကျိုးတွေအကုန်လုံးကိုနိုင်ကျင်းရှိကိုနောက်ပြီးတော့မိနစ်30လောက်အချိန်ပေးပြီးတော့ဖိနှိုက်ယူနေကြပါတယ်အပေါ်စားတွေခဲကြမျိုးနဲ့တက်ခိုင်းမျိုးနဲ့ Amsala treatment ကိုပြုလုပ်လို့ရပါတယ်အခုတပတ်ရှင်းပြတော့တဲ့ Virgin Lady Package မှာပါတယ် Lady Diet Treatment ရဲ့ Daily Fit Treatment ရဲ့ပြီးတော့ Amsala Treatment သုံးခုစလုံးအားဆိုလို့မျိုးသမီးတွေအတွက်ပြင်ပါမှုနဲ့ကြားလိုက်တွေကိုပေးစင်းတာလို့ဒါကိုအဲ့လိုပုံစံပေးလိုက်ချစ် Virgin Lady Package ကိုအောက်တိုဘာ13ရက်နေ့ကနေအောက်တိုဘာ31ရက်နေ့အတွင်းဝယ်မယ်ဆိုရင် buy 2 get free promotion နဲ့ရမှာမို့လို့ promotion ကာလအတွင်း booking လေးဝင်မမေ့နဲ့နော်ဒေါက်တာအေးရဲ့ Virgin Lady မိမပြူပူ package လေးရနေပြီးတော့ closing လေးတွေအားလုံးကိုစောင့်မျှော်နေပါတယ်ရှင်